သူတော်ကောင်းများတရားပွဲမစခင်နမောတတ၃ချိန်ဖြင့်ဘုရားရှိခိုးပြီးတော့ဩဃာသကရောကြမှာဖြစ်ပါတယ်သူတော်ကောင်းတို့မောတတဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအာဒီမိသဝတနာသုံးတန်ကလျာဏဓမ္မပฏิပအကျဉ်းများတို့သည်စေကကျင်းရောယိုတိမြတ်တို့ကြီးနေတကွာဗုဒ္ဓဂုဏအတုလယရဏဓမ္မဂုဏအတုလယရဏသံဃဂုဏအတုလယရဏဆရာမိဘအစိန္တိတအပရိမာဏယရဏပေါင်းတို့အားတရားယိုကျိုးလည်းစုံမို့၍ရှိခိုးပူဇော်ဖူးမြော်မှန်းလျှော့အထောကြရသောရတနတယပနာမပုဇဝန္တကုတုကံစေတနာတို့နိတကွဖြည့်ခြင်းစီပူအထုပြုအပ်ပါရမီဓာရှင်သောအနုဘောတို့ကြောင့်အနိဋ္ဌဘေဒံယမံခသိမ့်ဘဝတံကင်းလုံးငြိမ်းကြကုန်သည်ဖြစ်၍အရိယာသူတော်စင်တို့သာတည်စွမ်းနိုင်သောဒုက္ခသမုဒယနိရောဓမေကတိစ္ဆာလေးပါးမြတ်တရားတို့ကိုပိုင်ခြားတင်တင်သိမြင်နိုင်ကြကုန်ဖြစ်လျင်အို၍မပြီးနာ၍မပြီးသေး၍မပြီးသောဒုက္ခမိတို့၏လောင်ရဌာနတန္တရာဘုံဘဝမှလွတ်မြောက်နိုင်သောနိဗ္ဗာန်တရားတော်မြတ်ကိုလေးမြတ်စွာရလွယ်ရောက်လွယ်မျက်မှောက်ပြုနိုင်လွယ်ကြသည်ဖြစ်စေတရားစခန်းသာသနာတော်နှစ်2560နှစ်ခုကောစာတက္ကရာ1380ခုနှစ်နဒေါ်လပြည့်ကျော်8ရက်တနင်္ဂနွေနေ့30ရက်12လ2018ထိုင်းနိုင်ငံခြေစိုက်သာသနာရောင်ချီထေရဝါဒဗုဒ္ဓသာသနာပြန့်ပွားရေးလူငယ်အသင်းကြီးကဘန်ကောက်မြို့နခွန်ပထုံဒေသဓမ္မောဒယချမ်းမြေဝိပဿနာရိပ်သာတွင်ကျင်းပအပ်သော9ရက်တရားစခန်း၌တရားစခန်းနောက်ဆုံးဖြစ်တဲ့ညဟောနောက်ဆုံးညတရားပွဲဒီတရားပွဲအရင်နေ့လဲဘုန်းကြီးတာဝန်ကျတဲ့ချိန်လဲဓမ္မစကြာတရားဟောခဲ့တယ်အဲ့ဒီဟောခဲ့တဲ့တရားကတော့အပြီးအဆုံးမဟုတ်ဘူးလမ်းသုံးသွယ်
နဲ့တိစ္ဆာ၄ပါးဒီလောက်ပဲပြီးသေးတယ်ပြီးတော့တိစ္ဆာ၄ပါးရဲ့တိစ္ဆာတစ်ပါးတစ်ပါး၌တိတဲ့ဉာဏ်၃ပါးစီကနေရတော့အဲ့ဒီတရားဆက်လက်ပြီးတော့မှဟောကြားပေးပါမယ်ပါဠိတော်ကတော့ရွတ်ဖတ်လဲလွယ်တယ်လူတိုင်းပုဂ္ဂိုလ်တိုင်းတချို့လဲဓမ္မစကြာအဖွဲ့တဲ့ပါတော့ဒီဓမ္မစကြာပါဠိတချို့လဲရွတ်ဖတ်ဖူးတယ်တချို့လည်းအလွတ်ရတယ်အဲအဓိပ္ပာယ်ကတော့ဖယားဟောတော်မူတဲ့ပါဠိဘာသာဆိုတော့ပရိယစာပေတင်ကြားဖူးမှအဓိပ္ပာယ်ပေါက်နိုင်တယ်အဓိပ္ပာယ်သိနေတယ်မတင်ကြားဖူးဆိုရင်တော့အဓိပ္ပာယ်သဘောပေါက်ဖို့တော့မလွယ်ဘူးပေါ့ဒါကြောင့်ဘုန်းကြီးကနေပြီးတော့ဟောခဲ့ပြီးတဲ့တိစ္ဆာ၄ပါးတိစ္ဆာတစ်ပါးတစ်ပါး၌တိစ္ဆာယံကိစ္စယံကတယံဖြစ်ပုံကိုပါဠိထုတ်ပြီးတော့တခုစီဘုန်းကြီးကနေရှင်းပြမယ်စာချတဲ့အနေနဲ့ဟောပြီးမှပါဒုက္ခသစ္စာ၌သစ္စာညာမြတ်စွာဘုရားဟောတော်မူပုံသစ္စာ၄ပါးဆိုတာဒုက္ခသစ္စာသမုဒယသစ္စာနိရောဓသစ္စာမေဃသစ္စာဒါအတူကောက်ရဲ့နာမည်ပေါ့အရှိကောက်စင်တော့ဒုက္ခဒုက္ခအရိယသစ္စာပြီးတော့ဒုက္ခသမုဒယအရိယသစ္စာဒုက္ခနိရောဓအရိယသစ္စာဒုက္ခនិရောဓဂာမိနိပฏิပဒါအရိယသစ္စာဓမ္မစကြာဝေါဟာရသစ္စာ၄ပါးဓမ္မစကြာအခေါ်ဆိုရင်အဆိုနည်းနည်းရှည်တယ်အဲ့ဒီအရှည်ကိုအတူကောက်ရင်တော့ဒုက္ခအရိယသစ္စာတော့အတူကောက်ပြောရင်တော့ဒုက္ခသစ္စာပဲပြီးတော့ဒုက္ခသမုဒယသစ္စာဆိုတော့သမုဒယသစ္စာပေါ့ဒုက္ခនិရောဓသစ္စာဆိုလည်းនិရောဓသစ္စာပဲအဲတော့နောက်ဆုံးဖြစ်တဲ့မေဃသစ္စာကတော့အခေါ်နည်းနည်းရှည်တယ်ဒုက္ခនិရောဓဂာမိနိပฏิပဒါအရိယသစ္စာတဲ့ဒါကြောင့်ကဏိညကအဲ့ဒီသစ္စာ၄ပါးကိုအခြေချဲ့ပြီးတော့သစ္စာဉာဏ်ဖြစ်ပုံကိစ္စဉာဏ်ဖြစ်ပုံပြီးတော့ကတဉာဏ်ဖြစ်ပုံတပါးစီဘုန်းကြီးပါဠိရွတ်ပြီးတော့ဘာသာပြန်တဲ့ဆိုပြမယ်ဣဒံဒုက္ခံအရိယတိသံတိမေဘိခဝေပုဗ္ဗေအနနုတုတေတုဓမ္မေတုသက္ခုံဥရပါတိဉာဏံဥရပါတိပညာဥရပါတိဝိဇ္ဇာဥရပါတိအာလောကောဥရပါတိဒါဘုရားဟောတော်မူတဲ့တိစ္ဆာဉာဏ်ရဲ့ဖြစ်ပုံအဲ့ဒီတိစ္ဆာဉာဏ်ဖြစ်ပုံကိုပါဠိဘာသာနေပြီးတော့မြန်မာဘယ်လိုပြန်တယ်လဲဆိုတာဘုန်းကြီးအဲ့ဒီမြန်မာဘာသာပြန်ကိုလည်းဘုန်းကြီးဆိုပြပေးပါဦးမယ်။ဟိုခြေသားခြေဓမီတို့ဤတရားတွေဟာဆင်းရဲတွေအမှန်ရှိလို့ဒုက္ခဒေသဖြစ်ကြလေတာဒီလိုကြည်လင်းညာမြင်ပွား၍ငါအားရှိကဘယ်သောအခါကြားယုံမြပေးမကြဘူးသိတဲ့တရားထုတို့၌တာမျက်စိအမြင်တွေလည်းဖြစ်ပေါ်လာဉာဏ်အမြင်တွေလည်းဖြစ်ပေါ်လာပညာအမြင်တွေလည်းဖြစ်ပေါ်လာဝိဇ္ဇာအမြင်တွေလည်းဖြစ်ပေါ်လာအလင်းရောင်တွေလည်းဖြစ်ပေါ်လာအသိဉာဏ်တွေကြည်လင်ပွားလို့ဉာဏ်မြင်၅ပါးထင်ရှားဖြစ်ပေါ်လာလို့ဘာသာပြန်ဆိုထားတယ်အလင်းကနဲ့ဘာသာပြန်ဆိုထားတယ်အနေနဲ့တရားနဲ့ပြီးရင်တစ်မျိုးပေါ့ရိုးရိုးဘု
ပြောတာယာနာပြောပွဲလေးရှိအောင်ဆိုပြီးတော့ဆိုပြတာပါဘုန်းကြီးအတန်ကောင်းလို့ဟိုပြချင်တာတော့မဟုတ်ဘူးပေါ့ဟုတ်တော့မဟုတ်ဘူးတော့အတိတ်ပဲနည်းနည်းရှင်းပြမယ်ခုနကဘာသာပြန်ဤတရားတွေဟာလို့တာမန်ဆိုထားတယ်ဤတရားဆိုတာဘာတရားလဲဆိုခဲ့ပြီးပြီဒုက္ခသစ္စာထိုက်တဲ့တရားတွေဟိုဒုက္ခသစ္စာ၄ပါးပြတော့ကတော့ဇာတိပိဒုက္ခဇရာပိဒုက္ခဒီလိုဆိုသွားတယ်အဲ့ဒါဒုက္ခသစ္စာထိုက်တဲ့တရားဒုက္ခသစ္စာရဲ့တရားကိုအထေကိုပေါ့ဇာတိအစဥပါရณะခန္ဓာ၅ပါးအဆုံးအားလုံးပေါင်းတော့၈ပါးရှိတယ်ဇာတိပိဒုက္ခဇရာပိဒုက္ခဗျာတိပိဒုက္ခမရဏပိဒုက္ခအပိယေဟိတံပယောကောဒုက္ခပိယေဟိဝိပယောကောဒုက္ခယံပိဿာနလပတိတံပိဒုက္ခတံခိတ်တေနပင်စုပါရณะခန္ဓာဒုက္ခလို့ပါဠိအဲ့ဒီလိုဆိုတယ်ပြီးတော့ပฏิတန်တေနေမှုလည်းဆင်းရဲပဲပြီးတော့အိုမှုပฏิတန်တေနေခြင်းအိုခြင်းနာခြင်းတေခြင်းပြီးတော့ကိုယ်ကွဲခြင်းပြီးတော့ပေါင်းတင်ဆက်ဆံခြင်းလိုရာမရခြင်းဒါ9ပါးရှိတယ်တရုပ်ပြီးတော့အချင်းချုပ်မယ်ဆိုရင်တော့ဥပါရณะခန္ဓာ5ပါးလို့ဆိုတယ်ဒါတွေကဒုက္ခသစ္စာထိုက်တဲ့တရားပဲအခုသစ္စာဉာဏ်ဖြစ်ပုံကတော့အတူကောင်းနဲ့ဆိုသွားတယ်ဤတရားတွေဟာလို့တမန်အဖြစ်လိုပဲဆိုတယ်ပြန်အဓိပ္ပာယ်ပြောရင်တော့အဲ့ဒါပဲပေါ့ဤတရားတွေဟာဆင်းရဲတွေအမှန်စစ်လို့ဒုက္ခသစ္စာဖြစ်ကြလေတာလို့ဘာသာပြန်ဆိုထားတယ်ခုနကဇာတိယစပြီးတော့ဥပနိဒက5ပါးအဆုံးဒါဆင်းရဲအစစ်ပဲဆင်းရဲအစစ်အမှန်အရိယာပုဂ္ဂိုလ်တိအရိယာပုဂ္ဂိုလ်တို့သိရမယ်တစ္ဆာတဲ့ဒါရအရိယာပုဂ္ဂိုလ်အရိယာမဲ့ကနေပြီးတော့သိရမယ်တစ္ဆာအဲ့ဒီသိမယ်အဲ့ဒီအတိမျိုးကတော့ဘာအတိလဲဆိုတော့ဒုက္ခသစ္စာ၌သစ္စာဉာဏ်လို့ခေါ်တယ်ဒုက္ခသစ္စာ၌သိတဲ့သစ္စာဉာဏ်ဖယားဉာဏ်တော့ပဲတာမန်ပုဂ္ဂိုလ်ဉာဏ်တော့မဟုတ်ဘူးဖယားဒီတရားတွေသိလို့ဒါဒီတရားတွေကဆင်းရဲအစစ်မှန်ဖြစ်တဲ့သစ္စာတရားပဲလို့မြတ်စွာဘုရားသိတယ်သိတော့ပရုစီတိတယ်လဲဆိုတာပရုစီတိတာမဟုတ်ဘူးအရင်လည်းသူမကြားဘူးတဲ့တရားမြတ်စွာဘုရားကမကြားဘူးတဲ့တရားဒါကြောင့်ပုပ္ပေအနနုတုတေတုဓမ္မေတုရှေးတုန်းကလည်းသူများစီသူများထံကြားရတဲ့အကြာမျိုးမဟုတ်ဘူးအဲ့ဒီအကြာမျိုးမကြားဘူးတော့တိလာတဲ့တရားတဲ့တိလာတဲ့အတိညာဏ်အဲ့ဒီအတိညာဏ်၅ပါးကဉာဏ်ထူး၅ပါးတဲ့ပါဠိကတော့သက္ခုံဥဒ္ဒပါတိဉာဏံဥဒ္ဒပါတိပညာဥဒ္ဒပါတိဝိဇ္ဇာဥဒ္ဒပါတိအာလောကောဥဒ္ဒပါတိလို့ဒါဉာဏ်ထူး၅ပါးလို့ခေါ်တယ်ဒါဘုရားဉာဏ်တော်ပဲဒုက္ခသစ္စာ၌သစ္စာဉာဏ်အဲ့ဒီသစ္စာဉာဏ်ရဲ့ဉာဏ်ထူးဒီဉာဏ်ဟာသူတစ်ပါးစီကြားလို့သိတဲ့အတိမျိုးမဟုတ်ဘူးတဲ့ကိုယ်တိုင်ပွားများလို့ဘာနဲ့ပွားများလဲဆိုတော့အရိယမက်ပေါ့အတူကောက်ပြောတော့မက်ကင်နဲ့ပွားရတယ်မက်ကင်နဲ့ပွားရတယ်မက်ကင်နဲ့ပွားတော့ဒီဒုက္ခသစ္စာကိုသိတယ်သိတော့ခုနကစိတ်ခုံဥဒ္ဒပါတိတဲ့စိတ်ခုံဆိုစိတ်ခုဆိုမျက်စိအတိပေါ့မျက်စိနဲ့မြင်ရတယ်လို့ဘုရားရှင်းရှင်းလင်းလင်းကွက်ကွင်းမြင်နိုင်တဲ့အတိညာကိုတော့မျက်စိနဲ့မြင်ရတယ်လို့ပဲအဲ့ဒီလိုသိတဲ့အတိမျိုးကတော့စိတ်ခုံဥဒ္ဒပါတိပြီးတော့ဉာဏံဥဒ္ဒပါတိဉာဏံဥဒ္ဒပါတိနဲ့ဉာဏ်နဲ့သိရတဲ့အတိပြီးတော့ဉာဏ်နဲ့သိရတဲ့အတိဒါမှကတော့ဒီအတိကတော့အတိဉာဏ်ဆိုတာငါဝေါဟာရပဲဝေါဟာရမတ္တဝေါဟာရမတ္တဝေါဟာရရဲ့ပရိယေပဲဘာလို့င
5မျိုးဟောရတယ်လဲဆိုတော့ခုနကအတိညာကညာတစ်ခုတည်းနဲ့5ခုမြတ်စွာဘုရားဟောတော်မူတယ်ဘာလို့ဟောတယ်လဲဆိုတော့ဝိနည်းစာတရားတချို့ပုဂ္ဂိုလ်ဟာညာမျက်စိဒီလိုပြောမှပြင်မျက်စိအတိဒီလိုပြောမှနားလေတယ်တချို့ညာနဲ့တိတယ်ဒီလိုတချို့လည်းပညာနဲ့တိတယ်တချို့လည်းဝိဇ္ဇာနဲ့တိတယ်တချို့အလင်းရောင်နဲ့တိတယ်ဒါကြောင့်အတိ5မျိုးဆိုညာထူး5မျိုးအတွင်ညာထူး5မျိုးခုနကမြန်မာပြောပြန်လာတော့အဒီညာ5ပါးတော့မျက်စိအမြင်တွေလည်းဖြစ်ပေါ်လာညာမြင်တွေလည်းဖြစ်ပေါ်လာပညာမြင်တွေလည်းဖြစ်ပေါ်လာဝိဇ္ဇာအမြင်တွေလည်းဖြစ်ပေါ်လာအလင်းရောင်တွေလည်းဖြစ်ပေါ်လာအသိဉာဏ်တွေကြည်လင်ပွားလို့ဉာဏ်မြင်5ပါးထင်ရှားဖြစ်ပေါ်လာလို့ဆိုတယ်ဒါတိစ္ဆဉာဏ်တပါးကနေပြီးတော့ပေါက်ပွားလာတဲ့ဉာဏ်5မျိုးတချို့ဉာဏ်စိတ်လို့ခေါ်တယ်ဒါတိစ္ဆာတပါး၌တိစ္ဆဉာဏ်ကိစ္စဉာဏ်ကတဉာဏ်3ပါးပြီးတော့တိစ္ဆဉာဏ်၌ဉာဏ်ထူး5ပါးထပ်ဆင့်ပြီးတော့ပွားတယ်ပြီးတော့ဒုက္ခတိစ္ဆာနဲ့တိတဲ့တိစ္ဆဉာဏ်ကိစ္စဉာဏ်ကတဉာဏ်3ပါးရှိတော့ဉာဏ်တပါး၌ဆို5ပါးစီပြတဲ့အတွက်ကြောင့်15ပါးဖြစ်သွားတာပေါ့15ပါးဖြစ်သွားတယ်ဒါကြောင့်ဒါဓမ္မစကြာယူတဲ့ပုဂ္ဂိုလ်ကတော့ဒီပါဠိအထပ်နေတယ်ထပ်နေတယ်မြတ်စွာဘုရားတရားဟောတာဝဟရတွေတိတ်ထပ်တယ်ဒီတော့မဟုတ်နားလေအောင်ထပ်တာမဟုတ်ဘူးခုနကစေကွန်တပါဠိမျက်စိနဲ့မြင်ရတယ်လို့ဆိုတာဘာကိုမြင်တယ်လဲဆိုတာဒုက္ခသစ္စာအရာဆိုတော့ဒုက္ခသစ္စာကိုမြင်တာပါပဲကြွေသမုဒယသစ္စာတံသမုဒယသစ္စာကိုမြင်တာပေါ့သမုဒယသစ္စာကိုသိတယ်နိရောဓသစ္စာနိရောဓသစ္စာသိတယ်အတိခံအတိအာယုံချင်းမတူဘူးသစ္စာ၄ပါးပြီးတော့မေဃသစ္စာဆိုတော့မေဃသစ္စာနေရာမှာလဲမက်ကိုသိတယ်ဒါကြောင့်အတိရှင်းမတူဘူးပေါ့ဒါကြောင့်တော့စေခုံဥဒ္ဒပါရိညာဏဥပါရိအစရှိတဲ့မြတ်စွာဘုရားဟောတော်မူတဲ့ဒေနာတော်ဟာစကားထပ်တယ်လို့မထပ်ဘူးအမှသူ့ညာနဲ့သူပဲဟောသွားတယ်ဒါပေမဲ့မထပ်ဘူးဆိုပေမဲ့အတန်တော့တူတယ်ယူဆိုတဲ့အတန်ကတော့တူတယ်အဓိပ္ပာယ်တော့မတူဘူးဒီလိုမှတ်ထားရမယ်အခုဘုန်းကြီးယူဆိုတဲ့ဟာကတော့ဒုက္ခသစ္စာနဲ့သိတဲ့သစ္စာဉာဏ်အတိစ္ဆဉာဏ်ဟောတော်မူပြီးတဲ့နောက်ကိစ္စဉာဏ်ဒီဒုက္ခသစ္စာဘယ်လိုတာဝန်ရှိတယ်လဲဘယ်လိုလုပ်ငန်းရှိတယ်လဲသူရဲ့လုပ်ငန်းကတော့ကိစ္စဉာဏ်လို့ခေါ်တယ်မြတ်စွာဘုရားဘယ်လိုဟောတယ်လဲဆိုတော့တံခောပဏိဒံဒုက္ခံအရိယတိသံပရိညာယံတိမေဘိခဝေပုဗ္ဗေအနနုဒုတိတုဓမ္မေတုသက္ခုံဥရပါတိညာဏံဥရပါတိပညာဥရပါတိဝိဇ္ဇာဥရပါတိအာလောကောဥရပါတိဒါဒုက္ခသစ္စာ၌ကိစ္စဉာဏ်ဖြစ်ပုံပါဠိဒီပါဠိကိုမြန်မာဘယ်လိုပြန်ထားသလဲဆိုတော့ဆိုပြမယ်။အိုခြေသားခြေသမီးတို့ဆင်းရဲတွေအမှန်ဖြစ်တဲ့ဒုက္ခသစ္စာထိုတရားကိုသာအရိယသစ္စာမဲ့ညာများဖြင့်ကောင်းစွာပိုင်ဖြတ်တရားဒီတာဒီလိုကြည်လင်ညာမြင်ပွား၍ငါအားရှိကဘယ်သို့အခါကြာယုံမြပေးမကြဘူးသိတဲ့တရားထုတို့၌သာမျက်စိအမြင်တွေလည်းဖြစ်ပေါ်လာဉာဏ်အမြင်တွေလည်းဖြစ်ပေါ်လာပညာအမြင်တွေလည်းဖြစ်ပေါ်လာဝိဇ္ဇာအမြင်တွေလည်းဖြစ်ပေါ်လာအလင်းရောင်တွေလည်းဖြစ်ပေါ်လာအသိဉာဏ်တွေကြည်လင်ပွားလို့ဉာဏ်မြင်5ပါးထင်ရှားဖြစ်ပေါ်လာဒီအဆိုလဲခုနတိစ္ဆဉာဏ်တုံးကလိုပဲအဆိုချင်းတူတယ်ဒါကြောင့်ဒီအဆိုလဲအ
အဆိုတော့တူတယ်အဓိပ္ပာယ်အသွားကတော့အတိပုံမတူဘူးတော့ကိစ္စညာနဲ့တိတဲ့အတိမျိုးဒုက္ခသစ္စာနဲ့တိတဲ့အတိဘယ်လိုတိတယ်လဲဆိုတာဒုက္ခသစ္စာ၌ခုနကတိစ္စညာဒါဒုက္ခသစ္စာပဲလို့တိတိစ္စညာဒါကတော့ဒုက္ခသစ္စာကိုဘယ်လိုတိမလဲတော့ပိန်ချာချာတိရမယ်တဲ့ပိန်ချာချာတိရမယ်ပိန်ချာချာကိုယ်ပြတိရတာကိုဒါကိစ္စညာလို့ခေါ်တယ်ဒုက္ခသစ္စာနဲ့တိတဲ့ကိညာဒါပရိညယလို့ခေါ်တယ်ဒါပရိညခုနကတိပုံကတော့ဒါပိန်ချပြီးတော့တိရမယ်မှန်ကန်တိရတဲ့အတိမျိုးဘာနဲ့တိတယ်လဲဆိုအရိယမက်အရိယသစ္စာနဲ့တိရတယ်အရိယမက်နဲ့တိရတယ်ဒါကြောင့်တရားရှုမှဒီကိစ္စတွေတိတယ်ကိစ္စဆိုတာလုပ်ငန်းပေါ့ပယ်ရမယ့်လုပ်ငန်းဒီလိုသိရင်တော့ကိစ္စညာလို့ခေါ်တယ်ပြီးတော့ကိစ္စညာပြီးတော့ကတ္တညာတဲ့ကိစ္စညာဟောတော်မူပြီးတဲ့နောက်ကတ္တညာကဟောတော်မူတယ်ကတ္တညာဟောတော်မူပုံကတော့ခုနတလုံးပဲกว่าတယ်တံခောပဏိတံဒုက္ခံအရိယတိသံပရိညာတံတိမေဘိခဝေပုဗ္ဗေအနနုတုတေတုဓမ္မေတုသတ္ခုံဥရပါတိညာဏံဥရပါတိပညာဥရပါတိဝိဇ္ဇာဥရပါတိအာလောကောဥရပါတိပါဠိတလုံးပဲกว่าတယ်ပရိညေယံတိနဲ့ပရိညာတံတိပရိညာတိတော့ပိန်ချ၍သိရမယ်တဲ့မဲ့လေးပါးနဲ့ပိန်ချပြီးတော့သိရမယ်ပရိညာတန်တိတဲ့ပိန်ချ၍သိပြီးပြီတဲ့ငါသိပြီးပြီတဲ့ဒါကြောင့်ဒုက္ခသစ္စာကိုပိန်ချငါသိပြီးပြီတဲ့ငါသိပြီးပြီရှေးတုန်းကအရင်တုန်းကမကြားဖူးပဲနဲ့မသိဖူးပဲနဲ့အဲ့ဒီအတိကိုငါသိပြီးပြီလို့မြတ်စွာဘုရားပိစဝက္ကိတို့ကိုမြတ်စွာဘုရားဟောတော်မူတယ်သိပြီးပြီလို့ဟောတယ်ဒါကြောင့်ဒုက္ခသစ္စာနဲ့သစ္စာညာကိစ္စညာကတ္တညာညာအပြင်၃ပါးညာတစ်ပါး၌ခုနကအစိတ်၅ပါးထပ်ဆင့်ပြီးတော့မှပွားတာပေါ့စိတ်ခုံဥရပါတိညာနာဥရပါတိ၅မျိုးစီဆိုတော့၅၃လီ15ဒါကြောင့်ဒုက္ခသစ္စာနဲ့တိတဲ့ညာအစိတ်အားဖြင့်တော့15ပါးရှိသွားတာပေါ့ပြီးတော့ဒုက္ခသစ္စာနဲ့ခုနကသစ္စာညာကိစ္စညာကတ္တညာ၃ပါးတပါးလင်5ပါးစီထပ်ပြလို့ဒါကြောင့်15ပါးပါဠိရွတ်တဲ့နေရာမှာခဏရွတ်ရတာပေါ့ဒါဒုက္ခသစ္စာ၌သစ္စာညာကတ္တညာကိစ္စညာကတ္တညာဖြစ်ပုံမြတ်စွာဘုရားဟောတော်မူခြင်းဖြစ်တယ်ဒီညာဟောတော်မူပြီးတဲ့နောက်ဘာညာဟောတယ်လဲဆိုတော့သမုဒယသစ္စာ၄ပါးအစဉ်နဲ့ဒုက္ခပြီးတော့သမုဒယဘာကြောင့်ဒီလိုအစဉ်ဟောရတယ်လဲဆိုတော့အဓိပ္ပာယ်တော်ကျတယ်ဒါကြောင့်မြတ်စွာဘုရားဒီဒုက္ခသစ္စာကိုဟောတော်မူပြီးတဲ့နောက်သမုဒယသစ္စာကိုဆက်လက်ပြီးတော့မှဘယ်လိုဟောတယ်လဲဆိုတော့ဘုန်းကြီးဆိုပြမယ်ဣဒံဒုက္ခသမုဒယံအရိယတိသံတိမေဘိခဝေပါဠိကဒီလောက်ပဲထူးတယ်ကျန်တဲ့စာပိုက်ကတော့တူပဲပုဗ္ဗေနနုတုတေတုဓမ္မိတုဣဒံဒုက္ခသမုဒယံအရိယတိသံတိမေဘိခဝေပုဗ္ဗေအနနုတုတေတုဓမ္မေတုသတ္ခုံဥရပါတိညာဏံဥရပါတိပညာဥရပါတိဝိဇ္ဇာဥရပါတိအာလောကောဥဒ္ဓပါတိပါဠိဘာသာမြန်မာဘယ်လိုပြန်တယ်လဲဆိုတော့မြန်မာပြန်လဲဘုန်းကြီးဆိုပြမယ်။အိုခြေတာခြေတမီတို့ဝတ္ထုအာယုံဘုံဘဝတွေမှာညှိတွယ်လေးညာကရှာတဲ့ထိုတဏှာဒုက္ခဖြစ်အောင်ထူထောင်ရလို့သမုဒယတရားထင်ရှားမှန်တာထပ်ဆိုအောင်မယ်ဒီစာပေကိုဝ
အိုခြေတန်းခြေသမီးတို့ဝတ္ထုအာယုံဘုံဘဝတွေမှာညှိတွေလေးညာကရှာတဲ့ထိုတဏှာဒုက္ခဖြစ်အောင်ထူထောင်ညာလို့သမုဒယတရားထင်ရှားမှန်တာဒီလိုကြည်လင်းညာမြင်ပွား၍ငါအားရှိကဘယ်သောအခါရှားယုံမြပင်မကြဘူးသိတဲ့တရားထုတို့၌သာမျက်စိအမြင်တွေလည်းဖြစ်ပေါ်လာဉာဏ်အမြင်တွေလည်းဖြစ်ပေါ်လာပညာမြင်တွေလည်းဖြစ်ပေါ်လာဝိဇ္ဇာမြင်တွေလည်းဖြစ်ပေါ်လာအလင်းရောင်တွေလည်းဖြစ်ပေါ်လာအသိဉာဏ်တွေကြည်လင်ပွားလို့ဉာဏ်မြင်ငါးပါးထင်ရှားဖြစ်ပေါ်လာသမုဒယတစ္ဆာ၌တစ္ဆာဉာဏ်သိတော်မူပုံဉာဏ်ဖြစ်တော်မူပုံဒီဉာဏ်ဟာအရင်တော့ကရှေ့တုန်းကမကြားဘူးတဲ့မကြားအဲ့ဒီမကြားဘူးတဲ့ဉာဏ်ကအခုငါသိလာပြီလို့ပိစဝိကိငါဥတို့အားမြတ်စွာဘုရားကဟောတယ်ဒါသူတို့ကပြောတာမကြားဘူးပဲနဲ့မိမိဘာသာဖြစ်တာသိတယ်ဆိုတာသမ္မာသမ္ဗုဒ္ဓတပ္ပိညုတမြတ်စွာဘုရားသမ္မာသမ္ဗုဒ္ဓဘုရားနဲ့ပိစေကဗုဒ္ဓပဲရှိတယ်တဲ့တာဝကပုဂ္ဂိုလ်များတော့ဒီလိုမသိဘူးသူများမပြောဘဲနဲ့မသိဘူးသူများပြောသူများဟောမှသိရတယ်သမ္မာသမ္ဗုဒ္ဓဘုရားနဲ့ပိစေကဗုဒ္ဓကတော့မိမိကိုယ်တိုင်သိတယ်ဒါကြောင့်ရှေးတုန်းကဘယ်ကြားဖို့မလဲမကြားဘူးတော့ကြားသိလာတဲ့အသိဉာဏ်ကိုအဲ့ဒါဉာဏ်ထူးလို့ခေါ်တယ်၅မျိုးတုံဖြစ်ပေါ်လာတယ်စက္ကုဏ္ဍပါရိစိုက်တယ်ခုနကသမုဒယတစ္ဆာအဲ့ဒီသမုဒယတစ္ဆာတစ္ဆာ၄ပါးပိုင်းတော့ကတော့ဘာတွေလဲဆိုတော့ကာမတဏှာဘာဝတဏှာဝိဘဝတဏှာလို့တဏှာ၃ပါးကိုဒါဒုက္ခတစ္ဆာလို့ဟောခဲ့ပြီးပြီအရင်ကဖုံးပြောခဲ့ပြီးပြီအဲ့ဒီဒုက္ခတစ္ဆာ၃ပါးဟာဒီနေရာမှာဒါတစ္ဆာဉာဏ်ကိစ္စဉာဏ်ကတဉာဏ်၃ပါးပိန့်ချပြီးတော့ခွဲခြားပြီးတော့မြတ်စွာဘုရားဟောတော်မူတယ်ကဲဒါသမုဒယတစ္ဆာ၌တစ္ဆာဉာဏ်ဖြစ်ပုံတစ္ဆာဉာဏ်ဖြစ်ပုံဖြစ်ပြီးတဲ့နောက်မှာကိစ္စဉာဏ်ဆိုတာလည်းမြတ်ဆက်လက်ပြီးတော့မြတ်စွာဘုရားဒီလိုဟောတော်မူပါတယ်တံခောပဏိတံဒုက္ခသမုဒယမရိယတိသံပဟာတပ္ပန္တိမေဘိက္ခဝေဒါလည်းအဲ့လောက်ပဲกว่าတယ်ပဟာတပ္ပန္တိပဟာတိမေဘိက္ခဝေပုဗ္ဗေအနနုတုတေတုဓမ္မေတုကျန်တဲ့ဉာဏ်ထူ၅ပါးကတော့အတူတူပဲဒါမဲ့တခါတည်းမြန်မာပြန်ပြမယ်ဟိုခြေသားခြေသမီးတို့ဒုက္ခဖြစ်အောင်ထူထောင်ရလို့သမုဒယဆိုတဲ့တရားကိုသာအရိယတိသမေညာများဖြင့်အရိယတိသမေညာများဖြင့်ကောင်းစွာပိန်ဖြတ်တဲ့ပေအတ္တိတာသမုဒယတိသဆိုတာပေရမယ်တိသပဲပိန်ရှာသိရမယ်တိသမှုပေရမယ်တိသဒါပေရမယ်တိသဒါကြောင့်ပေအတ္တိတာဆိုတာပေရမယ်တိသဒါကြောင့်ပါဠိကတော့ပဟာတပ္ပလို့ခေါ်တယ်ပဟာတပ္ပဆိုတာပေရမယ်တရားဘာနဲ့ပေတယ်လဲဆိုတာမေကတိစ္ဆာတဲ့အရိယတိစ္ဆာနဲ့ပေရတယ်အရိယတိစ္ဆာဒါကြောင့်ဟိုမေကင်တော့ကတော့မူလပုပ္ပအရိယလို့မေကင်၃ပါးခွဲခြားထားတယ်မူလမေကင်ဆိုတာဟောတော့ကမ္မတက္ကတာသမ္မာဒိဋ္ဌိအဲတော့ပုပ္ပဘာကမေကင်ဆိုတာဝိပဿနာသမ္မာဒိဋ္ဌိပြီးတော့အရိယမေကင်ဆိုတာမက်ပြီးတော့မက်သမ္မာဒိဋ္ဌိဖို့သမ္မာဒိဋ္ဌိအဲ့ဒီမက်ဖို့မက်နဲ့ပယ်တဲ့ခုနသမုဒယတိစ္ဆာအဲ့ဒါကတော့အရိယတိစ္ဆာခေါ်တယ်အဲ့ဒီအရိယတိစ္ဆာမပေါ်ခင်အရိယတိစ္ဆာမရသေးခင်တော့ဝိပဿနာအခက်အတန်းနဲ့တည်င်းက
ဝိခံပနဒီလိုပယ်တယ်ဘုရားကဒီလိုမဟုတ်ဘူးဒီပယ်အပ်တဲ့တရားပယ်ရမယ်တရားဆိုတာဘယ်သူမှလည်းမပြောရဘူးရှေးတုန်းကသူများပြောတော့မကြားဘူးအဲ့ဒီမကြားဘူးတဲ့ဟာတွေကိုငါသိလာပြီငါအတိအဲ့ဒီမကြားဘူးတဲ့ဟာတွေရောသိရမယ်တရားဘယ်သူမှလည်းမပြောရဘူးကိုယ်တိုင်ပဲဒါသိတယ်ဒါရောအဲ့ဒီအတိကတော့ပဟာတ္တပပယ်ရမယ်တရားဆိုမြတ်စွာဘုရားဟောတော်မူတယ်ဒီပယ်ရမယ်တရားကိုတော့ဆက်လက်ပြီးတော့မှမြတ်စွာဘုရားကတ္တညာနေနေနဲ့ဆက်လက်ပြီးတော့ဟောတော်မူတယ်ဘယ်လိုဟောတယ်လဲဆိုတော့တံခောပဏိဒံဒုက္ခသမုဒယံအရိယတိသံပဟိနန္တိမေဘိခဝေဒါလည်းတလုံးပဲခုနကပဟာတဗန္တိကတ္တနေရာကြတော့ပဟိနန္တိကျန်တဲ့စာပိုက်အလုံးတော့အတူတူပဲဒါမဲ့သူ့နေရာနဲ့သူအဓိပ္ပာယ်သွားတော့မတူဘူးဗောဒါပဟိနန္တိဆိုတာပယ်ပြီးပြီပယ်ပြီးပြီအဲ့ဒီပယ်ရမယ့်တရားကိုငါပယ်ပြီးပြီပိစဝေကိယဟန်တို့လို့ဒါကြောင့်ပဟိနန္တိမေဘိခဝေလို့ဆိုတယ်ဘိခဝေယအဲ့ပြန်မဲ့အဲ့ဒီဓမ္မစကြာတရားဥဟောတော့ကတော့လူသားအနေအချင်းတော့ပိစဝေကိ5ဥပဲရှိတယ်ဒါကြောင့်ဘိခဝေဆိုတဲ့အလုပ်ပုတ်ကတော့ပိစဝေကိ5ဥပိစဝေကိယဟန်တို့တမှုတ္တတိစ္ဆာဆိုတာပယ်ရမယ့်တိစ္ဆာပဲအဲ့ဒီပယ်ရမယ့်တိစ္ဆာကိုလည်းအခုငါပယ်ပြီးပြီပယ်ထပြီးပြီလို့မြတ်စွာဘုရားဟောတော်မူတယ်ဒါကြောင့်အဲ့ဒီပါဠိကတော့ဘုန်းကြီးဘာသာပြန်ပဲဆိုပြမယ်။အိုခြေသားခြေသမီးတို့ဒုက္ခဖြစ်အောင်ထူထောင်ညာလို့သမုဒယဆိုတဲ့တရားကိုသာအရိယတိစ္ဆာမဲ့နဲ့ဖြတ်၍ငါကပဲအပ်လေပြီတာဒီလိုကြည်လင်းဉာဏ်မြင်ပွား၍ငါအားရှိကဘယ်တော့အခါကြားယုံများပဲမကြဘူးသေးတဲ့တရားထုတော်၌သာမျက်စိအမြင်တွေလည်းဖြစ်ပေါ်လာဉာဏ်မြင်တွေလည်းဖြစ်ပေါ်လာပညာမြင်တွေလည်းဖြစ်ပေါ်လာဝိဇ္ဇာမြင်တွေလည်းဖြစ်ပေါ်လာအလင်းရောင်တွေလည်းဖြစ်ပေါ်လာအသိဉာဏ်တွေကြည်လင်ပွားလို့ဉာဏ်မြင်5ပါးထင်ရှားဖြစ်ပေါ်လာလို့ဘာသာပြန်ဆိုထားတယ်ဒါသမုဒယတိစ္ဆာ၌တိစ္ဆာဉာဏ်ကိစ္စဉာဏ်ကတ္တဉာဏ်ဉာဏ်3ပါးဖြစ်သွားပြီအဲ့ဒီဉာဏ်3ပါး၌တပါးရင်လေဉာဏ်ထူး5မျိုးပြန်ပွားတယ်ဒါကြောင့်3ပါးဆိုတော့15ပါးဒုက္ခတုံးကလည်း15ပါးအခုသမုဒယလည်း15ပါးဆိုတော့15ပါးနတိဆိုတာ30ရှိသွားပြီသမုဒယတိစ္ဆာဟောတော်မူပြီးတဲ့နောက်နိရောဓတိစ္ဆာကိုလည်းမြတ်စွာဘုရားဆက်လက်ပြီးတော့ဟောကြားတော်မူပါတယ်ဘယ်လိုဟောတယ်လဲဆိုတော့ဘုန်းကြီးပါဠိဆိုပြမယ်ဣဒံဒုက္ခနိရောဓံအရိယတိစ္ဆန္တိမေဘိခဝေဣဒံဒုက္ခနိရောဓံအရိယတိစ္ဆန္တိမေဘိခဝေပုဗ္ဗေအနနုတုတေတုဓမ္မေတုသတ္ခုံဥဒ္ဓပါတိဉာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇ္ဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိနိရောဓသစ္စာ၌သစ္စာဉာဏ်ဟောတော်မူပုံဉာဏ်ဖြစ်ပုံဘာသာပြန်ဆိုပြမယ်။အိုခြေသားခြေသမီးတို့ဒုက္ခတွေစသိမ့်၍ပြငြိမ်းလေတဲ့ထိုနေရာဒုက္ခချုပ်ရာအမှန်ဖြစ်လို့နိရောဓစင်စစ်ဖြစ်တော့တည်တာဒီလိုကြည်လင်းညာမြင်ပွား၍ငါအားရှိကဘယ်တော့အခါကြားရောမြပေးမကြဘူးသေးတဲ့တရားထုတော်၌သာမျက်စိအမြင်တွေလည်းဖြစ်ပေါ်လာဉာဏ်မြင်တွေလည်းဖြစ်ပေါ်လာပညာမြင်တွေလည်းဖြစ်ပေါ်လာဝိဇ္ဇာမြင်တွေလည်းဖြစ်ပေါ်လာအလင်းရောင်တွေလည်းဖြစ်ပေါ်လာ
အတိဉာဏ်တွေကြည်လင်ပွားလို့ဉာဏ်မြင်ငါးပါးထင်ရှားဖြစ်ပေါ်လာနိရောဓသစ္စာနဲ့သစ္စာဉာဏ်ဖြစ်ပုံနိရောဓသစ္စာတရားကိုကောက်ရင်တော့ဘုန်းကြီးတို့အဘိဓမ္မာကျမ်းကနေပြီးတော့တရားကိုကောက်ရင်တော့နိဗ္ဗာန်သည်နိရောဓသစ္စာမိဤနိဗ္ဗာန်ဟာနိရောဓသစ္စာပဲဒါအဘိဓမ္မာနည်းအရနိဗ္ဗာန်သည်နိရောဓသစ္စာတုတ်တန်နည်းကြတော့ဒီလိုမဟုတ်ဘူးခုနကဒုက္ခတွေအားလုံးစက်သိမ်းကိလေသာတွေအားလုံးချုပ်ငြိမ်းတဲ့နေရာကိလေသာစက်သိမ်းချုပ်ငြိမ်းတဲ့နေရာဆိုတာထိုနေရာလို့ခေါ်တယ်အဲ့ဒီနေရာဟာနိရောဓသစ္စာလို့ခေါ်တယ်တရားတော်ကိလေသာရဲ့ချုပ်ငြိမ်းရာချုပ်ငြိမ်းခြင်းချုပ်ငြိမ်းရာအခုတော့ချုပ်ငြိမ်းရာတယ်အမှန်စင်စိတ်ကတော့ချုပ်ငြိမ်းခြင်းဒါနိရောဓသစ္စာဒါတုတ်တန်နည်းအဆိုပေါ့ဘုန်းကြီးတို့အဘိဓမ္မာနည်းအရာကတော့နိဗ္ဗာန်ပဲနိဗ္ဗာန်ဒီနိရောဓသစ္စာအဲ့ဒါတော့လူတိုင်းနားလည်လွယ်တယ်ပြီးတော့ကိလေသာတွေစက်သိမ်းချုပ်ငြိမ်းတယ်ကိုအဲ့ဒါနိရောဓသစ္စာဒီလိုလဲမှတ်ထားဖို့အဲ့ဒီလိုအတိမျိုးဟာအဲ့ဒီလိုအမျိုးဟာမြတ်စွာဘုရားဒီရှေးတုန်းကကျူတင်ပြီးတော့တိထားတာလည်းမရှိဘူးကြားလည်းမကြားဘူးအခုတိပြီးပြီတိတယ်လို့တိပုံကတော့၅မျိုးတုံးမှဖြစ်ပွားလာတယ်ဒါကြောင့်နိရောဓသစ္စာ၌သစ္စာဉာဏ်အဲ့ဒီသစ္စာဉာဏ်၌ဉာဏ်ထူးထပ်ဆင်း၅ပါးဒီလိုလဲမှတ်ထားပါဒါလည်းအရေးကြီးတယ်ပြီးတော့ဆက်လက်ပြီးတော့သစ္စာဉာဏ်ကိစ္စဉာဏ်ဘယ်လိုဟောတယ်ဆိုတော့တံခောပဏိဒံဒုက္ခនិရောဓမအရိယတိသံတိစိကာတဗန္တိမေဘိခဝေပုဗ္ဗေအနနုဒ္ဓုတေတုဓမ္မေတုသက္ခုံဥရပါတိညာဏံဥရပါတိပညာဥရပါတိဝိဇ္ဇာဥရပါတိအာလောကောဥရပါတိပြောမြန်မာပြန်အိုခြေတန်းခြေတမီတို့ဒုက္ခတွေစက်သိမ်း၍ပြည့်ငြိမ်းလေတဲ့ထိုတရားကိုသာမေကတိသဘောနာပွား၍ထင်ရှားမြတ်မောက်ပြုအပ်သည်သာကျန်တဲ့အဆိုကတော့ဘာတပြန်ကတော့တူတယ်ဒုက္ခတွေစက်သိမ်းပြီးတော့အဲ့ဒီတရားဟာဘာတရားလဲဆိုနိဗ္ဗာန်ပေါ့ထိုတရားကိုသာထိုတရားခေါ်တော့အတူကခုနကသူညွှန်းထားတာတော့ဟိုကိလေသာတွေစက်သိမ်းချုပ်ငြိမ်းတဲ့နေရာအဲ့ဒီတရားပေါ့အဲ့ဒီတရားဟာမျက်မှောက်ပြုအပ်တဲ့တရားပဲမျက်မှောက်ပြုရတဲ့တရားလေအဲ့ဒီမျက်မှောက်ပြုရတဲ့တရားဆိုတာရှေးတုန်းကလည်းငါမကြားဖို့ဘူးမသိဖို့ဘူးအခုအဲ့ဒီတရားငါသိပြီလို့မြတ်စွာဘုရားကိစ္စဉာဏ်အနေနဲ့မြတ်စွာဘုရားဟောတော်မူတယ်ကိစ္စဒါမျက်မှောက်ပြုရတဲ့တရားဆိုတာနိဗ္ဗာန်လို့မှတ်ထားဖို့အတူကနိဗ္ဗာန်ဒါမြတ်စွာဘုရားဘူးခုနကဉာဏ်ထူး၅ပါးတော့တူပဲမဆိုတော့ဘူးပြီးတော့နောက်ဆက်လက်ပြီးတော့နိရောဓသစ္စာနဲ့ကတဉာဏ်ဖြစ်ပုံပါဠိနည်းနည်းပဲกว่าတယ်တံခောပဏိဒံဒုက္ခនិရောဓမအရိယတိသံတံခောပဏိဒံဒုက္ခမရိယတိသံတိစိကတံတိမေဘိခဝေအဲ့ဒါလောက်ပဲกว่าတယ်ခုနကကိစ္စဉာဏ်เนี่ยတိစိကတဗန္တိမေဘိခဝေကတဉာဏ်ကြတော့တိစိကတံတိမေဘိခဝေဒီလိုပဲกว่าတယ်ကြတဲ့ပါဠိအားလုံးတူတယ်ဒါကြောင့်အဲ့ဒီပါဠိကိုဘုန်းကြီးမြန်မာဘာသာနဲ့ဆိုပြအောင်မယ်။အိုခြေတန်းခြေတမီတို့ဒုက္ခတွေစသိမ့်၍ပြည့်ငြိမ်းလေတဲ့ထိုတရားကိုသာမေဃတိသဘာဝနာပွား၍ငါအားရှိကဘယ်သောအခါကြားယုံမြပင်မကြဘူးသေးတဲ့တရားထုတို့၌သာ
မျက်စိအမြင်တွေလည်းဖြစ်ပေါ်လာဉာဏ်မြင်တွေလည်းဖြစ်ပေါ်လာပညာမြင်တွေလည်းဖြစ်ပေါ်လာဝိဇ္ဇာမြင်တွေလည်းဖြစ်ပေါ်လာအလင်းရောင်တွေလည်းဖြစ်ပေါ်လာအသိဉာဏ်တွေကြည်လင်ပွားလို့ဉာဏ်မြင်၅ပါးထင်ရှားဖြစ်ပေါ်လာဒါကတဉာဏ်ဒါမြတ်စွာဘုရားမျက်မှောက်ပြုပြီးပြီမျက်မှောက်ပြုအပ်ပြီးပြီမျက်မဲတည်မျက်မှောက်ပြုပြီးပြီတဲ့ဒါကတဉာဏ်ဒါပြုပြီးပြီမျက်မှောက်ပြုပြီးပြီတဲ့ဒါပြောတော့ကတဉာဏ်ဒါအဲ့ဒီတိပုံလဲပုတ်ပေအနနုတ်တုတေတုဓမ္မေတုစာပိုက်ကတော့တူပဲရှေ့ကမကြားဖို့မတိဖို့တရားတွေတိလာတဲ့အဲ့ဒီအတိကတော့ကတဉာဏ်နိရောဓသစ္စာ၌တိတဲ့ကတဉာဏ်အဲ့ဒီကတဉာဏ်မှာလဲဉာဏ်ထူ၅ပါးစိတ်ခုံဥဒ္ဒပါတိဉာဏဥဒ္ဒပါတိပညာဥဒ္ဒပါတိဒါနိရောဓသစ္စာ၌သစ္စာဉာဏ်ကိစ္စဉာဏ်ကတဉာဏ်၃ပါးစီဖြစ်ပုံတော့မြတ်ဒါဒီလောက်ပဲနိရောဓသစ္စာပြီးတော့မေဃသစ္စာပေါ့မေဃသစ္စာဆက်လက်ပြီးတော့ဟောမယ်နောက်မှပြန်ချုံးမယ်မေဃသစ္စာ၌သစ္စာဉာဏ်ဖြစ်ပုံကမြတ်စွာဘုရားဒီလိုဟောထားတယ်ဣဒံဒုက္ခនិရောဓဂာမိနိပฏิပဒါအရိယသစ္ဆန္တိမေဘိက္ခဝေစာပိုက်ကဒါပဲထုတယ်ဌာနထောင်ဣဒံဒုက္ခនិရောဓဂာမိနိပฏิပဒါအရိယသစ္ဆံပြောအရိယသစ္ဆန္တိမေဘိက္ခဝေဉာဏ်သဘာပုပ္ပေအနနုတုတေတုဓမ္မေတုသေခုံဥရပါတိညာဏံဥရပါတိပညာဥရပါတိဝိဇ္ဇာဥရပါတိအာလောကောဥရပါတိဘာသာပြန်အိုခြေတန်းခြေတမီတို့မဲ့ခင်ခေါ်ဆိုအကျင့်တရားကိုကျင့်ပွားပါမှနိဗ္ဗာန်ရောက်မှမဲ့ခင်ခေါ်ဆိုအကျင့်ကောင်းဟာအသိဉာဏ်တွေကြည်လင်ပွားလို့ဉာဏ်မြင်၅ပါးထင်ရှားဖြစ်ပေါ်လာဘာသာပြန်ဆိုအဓိပ္ပာယ်နဲ့ပြောမေဃသစ္စာမေဃသစ္စာတရားကိုဘာယူမလဲဆိုတော့မေခင်၈ပါးပေါ့အဘိဓမ္မာနည်းအရမေခင်၈ပါးကိုမေဃသစ္စာလို့ခေါ်တယ်ဒီနေရာကျတော့အဲ့ဒီမေဃသစ္စာဆိုမေခင်ကိုပွားများမှမေခင်ကိုကျင့်ကြံမှဒါနိဗ္ဗာန်ဆိုတာမျက်မှောက်ပြုရမယ်မေခင်မပွားရင်နိဗ္ဗာန်မျက်မှောက်မပြုနိုင်ဘူးနိဗ္ဗာန်ပွားမှမေခင်ပွားမှနိဗ္ဗာန်ရမယ်တဲ့နိဗ္ဗာန်မေခင်ပွားရင်နိဗ္ဗာန်ဆုံးတမ်းပဲဒီလိုအဓိပ္ပာယ်ပဲဒါကြောင့်မေခင်မပါပြီးတော့မေခင်မပါတဲ့အလုပ်အထုတ်ရင်တော့နိဗ္ဗာန်မရောက်နိုင်ဘူးဒါကြောင့်မေခင်နဲ့ပွားများရတယ်ဒီလိုမှယူရမယ်ဒါနိရောဓမေဃသစ္စာဖြစ်ပုံအတူကောအားဖြင့်တော့မေခင်၈ပါးမေခင်တရား၈ပါးသောတာပတိမေသောတာပတိမေ၈ပါး9ပါးတဂရမိမေ၈ပါး9ပါးအနာဂါမိမေ၈ပါး9ပါးရတမေ၈ပါး9ပါးဗိဓမာနိအယအဲ့ဒါမေဃသစ္စာအဲ့ဒီမေဃသစ္စာပွားမှနိဗ္ဗာန်ဆိုတာမျက်မှောက်ပြုနိုင်တယ်အဲ့ဒီသစ္စာမပွားများရင်တော့နိဗ္ဗာန်မပြုနိုင်ဘူးပြီးတော့ဒါနိရောဓသစ္စာအတိလို့ခေါ်တယ်ပြီးတော့နိရောဓသစ္စာနဲ့ကိစ္စမေဃသစ္စာ၌ပါမေဃသစ္စာ၌ကိစ္စညာဆက်လက်ပြီးတော့မြတ်စွာဘုရားဟောတော်မူတဲ့တံခောပဏိဒံဒုက္ခនិရောဓဂာမိနိပฏิပဒါအရိယသစ္စာဘာဝေတပ္ပန္တိမေဘိက္ခဝေမေဃသစ္စာနဲ့ကိစ္စညာဘာဝေတပ္ပန္တိဘာဝေတပ္ပပွားများအပ်တဲ့တရားပွားများရမယ့်တရားကိုဘာဝေတပ္ပတရားလို့ခေါ်တယ်ဒီလိုမှတ်ပေါ့ပြီးတော့ကတဉာဏ်ဆိုတာကတဉာဏ်ဘယ်လိုလဲတဲ့မေဃသစ္စာကိုပွားများပြီးပြီပွားရမယ့်သစ္စာကိုပွားများပြီးပြီပွားများပြီးပြီဆိုတာကကတဉာဏ်ဒါ
ဒါကြောင့်မေကတိစ္ဆာ၌တိစ္ဆာဉာဏ်ကတ္တဉာဏ်၃ပါးဖြစ်ပုံခုနကဉာဏ်ထူး၅ပါးဖြစ်ပုံကတော့တိစ္ဆာ၄ပါးစလုံးပဲတူနေတယ်အဲ့ဒီတူနေတဲ့တရားကတော့ဘုန်းကြီးမဆိုပြတော့ဘူးကြံတဲ့နှစ်ပါးတော့မဆိုပြတော့ဘူးအဆိုတူနေတဲ့အတွက်ကြောင့်မဆိုပြတော့ဘူးမတူတဲ့ဟာထပ်ပြမယ်ရောတိစ္ဆာ၄ပါး၌တိစ္ဆာဉာဏ်ကိစ္စဉာဏ်ကတ္တဉာဏ်ဖြစ်ပုံကတော့ဒီလောက်ပဲခုနကတိစ္ဆာ၄ပါးဆိုတာတိစ္ဆာတစ်ပါးပါးနဲ့ဉာဏ်၃ပါးဆိုတာ3 4 4 12ပါးဉာဏ်တော့12ပါးအဲ့ဒီ12ပါးတည်းကလည်းတိစ္ဆာတစ်ပါးပါးနဲ့ဉာဏ်ထူး5ပါးစီပြတဲ့ဖြစ်တဲ့အတွက်ကြောင့်တိစ္ဆာတစ်ပါး၌ဉာဏ်ထူး15ပါးပြီးတော့15ပါး4 60အစိတ်အပြင်60ပေါ့အစိတ်အပြင်ဉာဏ်အစိတ်အပြင်အပါ60ရှိတယ်အဲ့ဒီ60ကပါဠိရွတ်ဖတ်ရင်လဲစက္ခုံဒပါရိဉာဏဥပဒိခဏဆိုရတာပေါ့ဒါကြောင့်အဲ့ဒီဆိုရတော့ဖះဟောတော်မူတဲ့တရားတော်ဟာစကားဝေါဟာရတွေတအားထတ်တယ်အဲ့လိုတဲ့တယ်အမှအဓိပ္ပာယ်တော့မထပ်ဘူးပေါ့အဓိပ္ပာယ်တစ်မျိုးစီပဲမထပ်ဘူးဒီလိုမှတ်ယူရမယ်ပဲတဲ့အထက်တဲ့တရားကိုတော့ဘုန်းကြီးတို့ယူဖတ်တဲ့ပုဂ္ဂိုလ်တင်ကြတဲ့ပုဂ္ဂိုလ်လွယ်ကူသွားတာပေါ့ဒါတိစ္ဆာဉာဏ်ကိစ္စဉာဏ်ကတ္တဉာဏ်ပြီးတဲ့နောက်မြတ်စွာဘုရားအဲ့ဒီချိန်မှာပိဿဝိကိ၅ဥတို့အားဘယ်လိုဟောတယ်လဲဆိုတာဒီတိစ္ဆာ၄ပါးအချင်းအရာအပြန်အဖြစ်3ပါးအချင်းရာအဖြစ်12ပါးခုနကအချင်း3ပါးဆိုတာတိစ္ဆာဉာဏ်ကိစ္စဉာဏ်ကတ္တဉာဏ်ဆိုအချင်းဘောဝရင်ဘော3ပါးအပြန်လို့ခေါ်တယ်အပြန်3ပါးပရိညာလို့ခေါ်တော့ပရိညာ3ပါးအချင်းအရာ12ပါးတိစ္ဆာတစ်ပါး၌ဆိုတာ3ပါးစီရှိတဲ့အတွက်ကြောင့်3 4 4 12ဒါအချင်းရာလို့ခေါ်တယ်အပြန်3ပါးအချင်းရာ12ပါးမတိသေးတယ်မြတော့ဖះလို့ငါမဝန်ခံရပါဘူးငါမဝန်ခံနိုင်ဘူးလို့ပိဿဝိကိ၅ဥတို့အားအဲ့ဒီတိစ္ဆာမတိမီဖះဖြစ်ဟုဝန်မခံပုံဘယ်လိုဟောတယ်လဲဆိုတော့ယာဝကေဝေသမေဘိခဝေဣမေတုသတုတုအရိယတိစေတုဧဝံတိပရိဝတံဒဝဒတာကာရံယထာဘူတံညာနာဒတနံနာတုဝေတုဒ္ဒအဟောတိနေဝတာဝဟဘိခဝေတဒေဝကေလောကေတမာရကေတဗျမကေရတမနဗျမနိယပသာယတဒေဝမနုဿာယအနုတရံဓမ္မသံဘောဓိအဘိသံဗုဒ္ဓောတိပိစိနိယတိမြတ်စွာဘုရားဟောတော်မူတဲ့ပါဠိအဲ့ဒီပါဠိကိုမြန်မာပြန်ဘယ်လိုဘာသာပြန်ဆိုထားသလဲဆိုတော့အိုခြေသားခြေတမီတို့လေးတိစာတရားမြတ်မှာတော့ပရိညာ300ပိုင်ဖြတ်တေချာ12တန်းချင်းရာအရှိကို12တန်းချင်းရာအရှိကိုဟုတ်မှန်တိတိမတိမီအခါဖယားဖြစ်ရန်ထက်တန်စိတ်ဖြင့်အာသွင်ဖြစ်နေကျင့်ကြံကလူနတ်မြမတတ္တဝအများကိုမြတ်စွာဘုရားလို့ငါကားဘဝမခံပါဒါဘာတပြဆိုတိစ္ဆာ၄ပါးအဲ့ဒီတိစ္ဆာ၄ပါးကိုပရိညာအဖြစ်ခုနကပရိညာအဖြစ်3ပါးအပြန်ပေါ့အချင်းရာ12ပါးအဲ့ဒီတရားတွေကိုတိတိကျကျယထာဘူတဉာဏ်မဖြစ်သေးသမျှမဖြစ်သေးခင်တော့ကတော့ငါဖျားဖြစ်တယ်လို့ငါဘုံခံခဲ့ပါဘူးတဲ့ပိဿဝိကိငါပါးကိုမြတ်စွာဘုရားပြီးတော့တိစ္ဆာလေးအဲ့ဒီမတိသိခင်ဆိုဘယ်အချိန်တော့လဲဆိုတော့ဒုက္ခရသရိယာ
ကျင့်နေတဲ့အချိန်လည်းမသိသေးဘူးပြီးတော့ဒုက္ခသတ္တကျင့်ပြီးတဲ့နောက်ဖယားဖြစ်ခါနေပေါ့ဖယားဖြစ်ခါနေမဟာတက္ကရ103ခုနှစ်ကဆုံလပြည့်နေကဆုံလပြည့်နေမနေ့စောစောလဲဒီတိစ္ဆာလေးပါဒီတရားတွေမသိသေးဘူးပြီးတော့နေ့လေပဲညနေပဲမသိသေးဘူးပြီးတော့တိတုံမူတဲ့အချိန်ပဲအချိန်လဲဆိုတော့မိုးလင်းခါနေအချိန်အာယုံတက်ခါနေအချိန်မှာဒီတိစ္ဆာတရားတွေအဲ့ဒီတိတဲ့အခါမှာဖယားဝန်ခံတယ်အဲ့ဒီမတိတိခင်ဆိုတာမတိတိတဲ့ကာလပေါ့မတိတိတဲ့ကာလအဲ့ဒီကာလတော့ဖယားလို့ဝန်မခံခဲ့ဘူးတဲ့ဝန်မခံတဲ့ဘယ်နှမှာလဲဆိုတော့အဲ့ဒီလောကမှာနတ်တွေလည်းရှိတယ်တာမန်နတ်မဟုတ်ဘူးပြောင်ညာပညာထက်မဲ့တဲ့နတ်တွေလည်းရှိတယ်တတိဝကပြောမနတ်တာနာတော်နဲ့စန့်ကျင်ဘက်ဖြစ်တဲ့မနတ်အဲ့ဒီမနတ်ကမြတ်စွာဘုရားနဲ့စန့်ကျင်ဘက်ပဲမြတ်စွာဘုရားစန့်ကျင်ဘက်အဲ့ဒီမနတ်လည်းရှိတယ်တဲ့လောကမှာဗျမာတွေလည်းရှိတယ်တဲ့အဲ့ဒီနတ်တွေနဲ့ဗျမာတွေအဲ့ဒီတော့ပုဂ္ဂိုလ်တွေကတော့ဩကာသလောကအနေနဲ့ဆိုတယ်ပြီးတော့လောကမှာလူဘုံမှာလည်းလူတွေပြီးတော့နတ်ဘုံမစိုးနတ်တွေပေါ့ဘုံမစိုးနတ်တွေလည်းရှိတယ်လူတွေလည်းရှိတယ်အဲ့ဒီလူထဲမှာသမုတိနတ်ဆိုတဲ့မင်းတွေလည်းရှိတယ်အကယ်တို့ငါဝန်ခံခဲ့မယ်တရားမှမရသေးပဲနဲ့ဖယားမှမဖြစ်သေးပဲဖြစ်တယ်ဖြစ်ပြီးပြီပြောမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကနေပြီးတော့လာမေးမှာပေါ့လာမေးမှာပေါ့ဒါကြောင့်ဖယားလို့ဝန်မခံဘူးတဲ့ဘယ်အချိန်မှဝန်ခံတယ်လဲဆိုတော့တိစ္ဆာတိ၍ဖယားဖြစ်ဟုဝန်ခံခြင်းတဲ့အဲ့ဒီဝန်ဖယားဖြစ်တဲ့အချိန်ဝန်ခံပြည့်စွာဘုရားဝန်ခံပုံပါဠိကိုဘုန်းကြီးယူပြမယ်ယသောသခောမေဘိခဝေဣမေတုသတုတုအရိယတိစေတုဧဝံတိပရိဝတံဒဝဒတာကာရံယထာဘူတံညာနာဒတနံသူဝိတုဒ္ဓအဟောတိအထာဟံဘိခဝေတဒေဝကေလောကေတမာရကေတဗျမကေသတ္တမနဗျမနိယပစာယတဒေဝမနုဿာယအနုတရံသမ္မာသမ္ဗောဓိအဘိသမ္ဗုဒ္ဓောတိပိစိညာတိဒါမြတ်စွာဘုရားဝန်ဖယားဖြစ်ဘုရားဖြစ်ဟုဝန်ခံလို့မပုံအဲ့ဒီပါဠိကိုဘာသာပြန်ဆိုပြမယ်။အိုခြေသားခြေတမီတို့လေးတိစာတရားမြတ်မှာတော့ပရိညာ300ပိုင်ဖြာသေးချာ12တန်ချင်းရအရှိကိုဟုံးမှတိတိငါတိလို့သာမြမာနလူဘုံနဲ့တယို့မှာတရားဘူးမကိုက်ထိုးဆိုင်ခါလူနာမြမတတ္တဝအများကိုမြတ်စွာဘုရားလို့ဝန်ခံနိုင်တော့တာအဲ့ဒီကြမှာသစ္စာ၄ပါးခုနကသစ္စာ၄ပါးနဲ့အပြန်၃ပါးအချင်းအရာ12ပါးတိတဲ့အချိန်ကစပြီးတော့လောကမှာခုနပြောတဲ့နတ်တွေလူတွေရှေ့မှာတလောကလုံး30ပုံလုံးမြတ်စွာဘုရားဖြစ်တယ်လို့ကြီးညာတယ်အဲ့ဒီချင်းဘုရားဖြစ်တော့ငါဘုရားဖြစ်ပြီလို့ဝန်ခံတယ်ဝန်ခံတဲ့သူစီလဲဆိုတော့ခုနကလောကအားဖြင့်ဘုံအားဖြင့်တော့ဩဃာတဘုံလို့ခေါ်တာပေါ့ဩဃာတလောကပြီးတော့သင်္ခါရလောက30ပုံလုံးမြတ်စွာဘုရားငါဘုရားဖြစ်တယ်လို့ကြုံရတယ်ကြည်ညာတယ်ဒါကြောင့်အဲ့ဒီချင်းဘုရားဖြစ်သွားပြီဘုရားဖြစ်တော့ဒီခုနကမဖြစ်သေးခင်တော့ပြောမယ်ဆိုရင်တော့ပြဿနာတွေဖြစ်တတ်တယ်ဒါကြောင့်ဘုရားမကြည်ညာဘူးလို့အဲ့ဒီအချိန်တော့နတ်တွေမြန်မာတွေလည်းတချို့ပညာရှိနတ်တွေသူတော်ကောင်းနတ်တွေဒါရှိတယ်
ဒါကြောင့်မြတ်စွာဘုရားဖရာဖြစ်လို့ဝန်ခံဘူးလူတွေထဲမှာလည်းပြီးတော့နိကန္ထအစရှိတဲ့ပရပိုက်တွေသူတို့လည်းလောကမှာသူတို့ကလည်းဖရာဖြစ်တယ်လို့ပြောတယ်တကယ်ပညာရှိလာပြီးတော့စုံဆိုင်ရင်သူတို့မဝန်ခံဘူးပြီးတော့အဲ့ဒီနိကန္ထဆိုင်တဲ့ပရပိုက်တွေကဖရာထက်တော်မှအသက်ကြီးတယ်တဲ့အဲ့ဒီချိန်မှာဖရာဖြစ်တော်နဲ့အသက်35ဆိုတော့အသက်မကြီးသေးဘူးပေါ့တချို့ပရပိုက်တွေနိကန္ထဆိုင်တဲ့ပရပိုက်တွေအသက်50 60 90ဖရာထက်အများကြီးတာပေါ့အဲ့ဒီပုဂ္ဂိုလ်တော်မှတကယ်ပညာရှိတကယ်မင်းလာပြီးတော့မင်းမေးမယ်ဆိုရင်တော့ဖရာဖြစ်တယ်လို့ဝန်မခံဘူးပြီးတော့တခြားနေရာကျတော့ဝန်ခံတာပေါ့ဖရာဖြစ်တယ်လို့ဝန်ခံတယ်ဒါကြောင့်မြတ်စွာဘုရားဖရာဖြစ်တော်မူတဲ့အချိန်ငါဖရာဖြစ်ပြီလို့ဝန်ခံတော့အချိန်မှာအဲ့မှာကောသလတိုင်းမှာအုပ်ချုပ်တဲ့ကောသလဘုရင်ကြီးပတိနာဒီကောသလမင်းပေါ့အဲ့ဒီပတိလောကမင်းဟာဖရာဖြစ်တယ်ဆိုတာကောဓမရှင်ကောဓမဟာအသက်35ပဲရှိသေးတယ်တခြားပုဂ္ဂိုလ်တော်မှာဖရာဖြစ်တယ်လို့ဝန်မခံဘူးအသက်ငယ်ငယ်နဲ့ဖရာဖြစ်တယ်ဆိုတာဟုတ်သလားဝန်ခံပါသလားလို့မြတ်စွာဘုရားကိုလာရောက်ပြီးတော့မှဥရှိအနေနဲ့မြတ်စွာဘုရားကိုမေးသေးတယ်မေးတော့မြတ်စွာဘုရားလည်းဖြေကြတော်မူတယ်ပြီးတော့အချိုးကြကြရှင်းပြတော့ကောလမင်းကြီးကသဘောပေါက်သွားတယ်တကယ်ဖရာဖြစ်သွားပြီတကယ်ဖရာပဲလို့ဒါယုံကြည်တယ်အဲ့ဒီယုံကြည်တဲ့ချက်ကအချိန်ကစပြီးတော့မှကောလမင်းကြီးကတရဏဂုံစောက်တည်တယ်ဗုဒ္ဓဘာသာဖြစ်သွားတာပေါ့အဲ့ဒီရှေးကာလတုန်းကတော့ဖရာလို့ဝန်မခံတဲ့အချိန်ကတော့ဗုဒ္ဓဘာသာမဖြစ်ဘူးဖရာဖြစ်တဲ့ချိန်တော့မှဖရာလို့သူလာမေးမြတ်အဲ့ဒီချိန်ကြမှာသူဖရာကိုယုံကြည်တယ်တဲ့ဒါကြောင့်ခုနကအဆိုတဲ့အဆိုတွေဟာနှမျိုးဖြစ်တယ်ဖရာမဖြစ်သေးတဲ့အချိန်ဖရာဖြစ်ပြီးတဲ့အချိန်မဖြစ်သေးတဲ့အချိန်နှမျိုးခွဲခြားပြီးတော့မြတ်စွာဘုရားဟောတော်မူတယ်အဲ့ဒီဟောတော်မူပြီးတဲ့နောက်ဆက်လက်ပြီးတော့မြတ်စွာဘုရားပိဿဝိက္ခဏဉာဏ်ဖြစ်ပုံလဲမြတ်စွာဘုရားဆက်လက်ပြီးတော့မှဟောတော်မူတယ်ဘယ်လိုဟောတယ်လဲဆိုတော့ဉာဏ်စပါဏမေဒတနံဥရပါတိအကုပ္ပါမေဝိမု ക്തി အယမန္တိမသာတိနတ္ထိတာနိပုဏ္ဏဘဝောတိအိုခြေတန်းခြေတမီတို့ပိဿဝိက္ခဏညာမြင်များသည်ရည်လင်ထင်ရှားငါဖြစ်ပြီးအရဟတဖို့ဝိမု ക്തി ကိုကိလေသာတို့မဖြစ်စေနိုင်ပြီသာတိတန်တေတည်နေရေးကြောင့်ပူဆွေးနေဖို့မရှိပြီဤသာတိဟာအစွန်းစွန်းဖြစ်လို့နောင်ခါအတိဖြစ်ဖို့မရှိတော့ပြီပိဿဝေကနာညာဖြစ်ပုံမြတ်စွာဘုရားပိဿဝေကနာညာဖြစ်လာတဲ့ကြတော့အရတ္တဖို့ဆိုတဲ့ဝိမု ക്തി အဲ့ဒီအရတ္တဖို့ဆိုတဲ့ဝိမု ക്തി ဟာဘယ်အနေနဲ့မှကိလေသာမဖြစ်စီနိုင်တော့ဘူးအရတ္တဖို့ဆိုတဲ့ဝိမု ക്തി ဟာကိလေသာမဖြစ်စီနိုင်တော့ဘူးဇာတိတန်တေတင်းရလည်းမရှိတော့ဘူးပူဆွေးမှုလည်းမရှိတော့ဘူးဇာတိဆိုတာနောက်ဆုံးဇာတိပဲအခုလက်ရှိရရှိနေဆိုင်ရင်နောက်ဆုံးဇာတိပဲလို့မြတ်စွာဘုရားပိဿဝိက္ခဏအညာနည်းနဲ့ဟောတော်မူတယ်ဟောတော်မူတဲ့ဒီတရားဆုံးတဲ့ဓမ္မစကြာတရားတော့ဒီအထိဓမ္မစကြာတရားဆုံးပြီးကြံတဲ့စာပိုက်တွေပါဠိတော်တွေကတော့တန်ခါနာတင်မှတ်တမ်းပထမတန်ခါနာတင်တဲ့အချိန်မှာပထမတန်ခါနာတင်တဲ့ပုဂ္ဂိုလ်ယဟန်အရှင်မဂ္ဂတပစာရည်တဲ့ယဟန္တာတွေမှတ်တမ်းတည်ထားတယ်မှတ်တမ်းပြီးတော့ဟိုအစပိုင်းတော့ကလည်းတန်ခါနာတင်တော့မယ်ဆိုတော့အရှင်မဟာကတ္တပကအရှင်အနန္ဒာကိုမေးတယ်မြတ်စွာဘုရားဓမ္မစကြာတရားကိုဟောတယ်ဆိုတာဘယ်အချိန်ပြီးတော့ဘယ်နေရာပြီးတော့ဘယ်တိုင်းပြည်ဘယ်ပုဂ္ဂိုလ်
ပြီးတော့အဘယ်ပုဂ္ဂိုလ်ကိုဟောပြီးတယ်လေလို့ဒါရှင်မဟာကတ္တကရှင်မဟာကတ္တပကမေးတယ်အရှင်နန္ဒာကဖြေတယ်ဒါအဲ့ဒီကတော့ဓမ္မစကြာနိဒံလို့ခေါ်တယ်အဲ့ဒီဓာနိဒံလည်းဘုန်းကြီးမဟောခဲ့ဘူးမဆိုခဲ့ဘူးပြအခုတန်ခါနာတင်တဲ့မှတ်တမ်းဘုရားဟောတဲ့ဓမ္မစကြာကတော့ဒီလောက်နဲ့ပဲဆုံးပိဿဝေကနာညာပြီးဆုံးတယ်နဲ့ဓမ္မစကြာဆုံးသွားတယ်ကြံတဲ့ဟာတော့တန်ခါနာတင်တဲ့မှတ်တမ်းအဲ့ဒီမှတ်တမ်းလည်းကနေရတော့ဘုန်းကြီးမဟောနိုင်တော့ဘူးမဟောနိုင်တော့ဘူးဘာလို့လဲဆိုတော့တရားစခန်းလဲဒီကနေ့ညနောက်ဆုံးညပဲပြီးတော့တရားပွဲလဲနောက်ဆုံးညဖြစ်တယ်ဓမ္မစကြာတော့ပြီးဆုံးသွားပြီဓမ္မစကြာနိဒံနဲ့မှတ်တမ်းကတော့ဟိုတချင်းချင်းပေါ့အကယ်၍ဒီဘုန်းကြီးတို့ဒီနိုင်ငံဒီနေရာဒီရိတ်တာလာကြွနိုင်လာတဲ့ဆိုရင်တော့တချင်းချင်းတော့ဟောပြရအောင်ပါဗောဟောဆရာကတော့ဓမ္မစကြာနဲ့တွဲရက်ဆက်တိုက်ပဲအနတ္တလက္ခဏာတုတ်လဲအမြဲအရေးကြီးတယ်ယဟန္တာဖြစ်တယ်အနတ္တလက္ခဏာတုတ်ဟောတော်မူပါပင်စဝိကေငါဥစလုံးယဟန္တာဖြစ်သွားတယ်ဒါကြောင့်အဲ့ဒီတရားတော်လဲအမြဲအရေးကြီးတယ်ဘုန်းကြီးတို့လာမဲ့နှစ်လာမဲ့အချိန်ပဲကျမ်းမာကြီးပြည့်စုံတယ်ဆိုရင်တော့လာရောက်ပြီးတော့ဟောကြားပြအောင်မယ်ဒါကြောင့်ဒီနေ့ဓမ္မစကြာတရားကတော့ဘုန်းကြီးဒီလောက်အချိန်တော့8 နာရီတော့ကြော်ပြီတနာရီတော့ပြည့်သွားပြီထင်တယ်တရားစတဲ့အချိန်လဲဟိုယောဂီများနမောတတ္တနဲ့ဘုရားရှိခိုးတယ်ဘုရားပြီးဆုံးတဲ့ခါလဲယောဂီအဖွဲ့ကနေပြီးတော့မေတ္တာဘာဝနာတွေပွားတယ်ဒါကြောင့်ဘုန်းကြီးကဟိုဓမ္မတရားပွဲစတဲ့အချိန်လဲစချင်းဓမ္မစကြာတရားနဲ့စတယ်ဘုရားရှိခိုးမှုမေတ္တာပွားများမှုတော့ဘုန်းကြီးတရားပွဲထဲမှာတော့ဟောကြားခြင်းထည့်ဆိုခြင်းတော့မရှိဘူးဒီလိုမသိရမယ်ပြီးတော့ခုနလည်းအားလုံးစုပေါင်းပြီးတော့နမောတတ္တနဲ့ဘုရားရှိခိုးတယ်ဆိုတာအထင်သေးလို့မရဘူးနမောတတ္တနဲ့ရှိခိုးကိုလည်းအုပ်လည်းချီတယ်နမောတတ္တနဲ့လည်းဆိုတယ်စိတ်ပါနဲ့လည်းဆိုတယ်ဆိုတော့အင်္ဂါ3ချက်ပြည့်စုံသွားတာပေါ့ပြီးတော့တချို့လက်အုပ်ချီယုံနဲ့ဘုရားရှိခိုးတယ်လက်အုပ်ချီယုံနဲ့တောင်မှတခါချီယုံနဲ့နှစ်ခါတစ်ကြိမ်ချီဖူးလက်အုပ်ချီဖူးတယ်တော့မှဟိုကဘာဘယ်နှကဘာ30နကဘာ30တကဘာ90တကဘာအပေတကပိတ်တယ်တဲ့ဘုရားရှိခိုးအဲ့ဒီလောက်ခိုးလက်အုပ်ချီယုံလေးပဲဩကာတကယကံနမောတတ္တဣတိပိတောအဆိုးတော့မပါဘူးလက်အုပ်ချီနဲ့ပဲအပေတကပိတ်ဘယ်လောက်ပိတ်ပေးတယ်ကဘာအရေးအတွက်နဲ့ပိတ်ပေးတာတဘောနဘောဒီလိုမဟုတ်ဘူး90တကဘာ90နကဘာပြီးတော့30တကဘာအဲ့ဒီလိုကဘာနဲ့ခြိပြီးတော့မှအပေတကပိတ်ပေးတယ်ပြီးတော့ယောဂီသူတော်စင်များကတော့နမောတတ္တအဆိုလဲဆိုတယ်လက်အုပ်လဲခြိတယ်စိတ်လဲပါတယ်ဆိုတော့ဒီနမောတတ္တနဲ့ရှိခိုးတဲ့ဘုရားရှိခိုးကအမှန်အကျိုးကြီးတယ်ဒီလိုမှပြီးတော့တရားပွဲပြီးဆုံးတဲ့ချိန်လဲမေတ္တာဘာဝနာတွေပွားတယ်ဘုန်းကြီးတို့ကြွလာတဲ့အချိန်လဲဆရာတော်ကိုတရားဟောမဲ့ဓမ္မဂရိကကိုမေတ္တာပို့ပေးတယ်တာနာပြုတ်နိုင်ပါစေဆိုတဲ့မေတ္တာကမ္မထာမေတ္တာဘာဝနာကိုပွားတယ်ဒီကုသိုလ်လဲတာမန်ကုသိုလ်မဟုတ်ဘူးတရားစခန်းထဲမှာပွားများတဲ့မေတ္တာဘာဝနာအမှန်စုစိတ်တယ်အဲ့ဒီမေတ္တာဒါကြောင့်ဘုန်းကြီးတရားပွဲထဲမှာတော့ဘုရားရှိခိုးမှုမပါဘူးမေတ္တာပွားခြင်းအမြတ်ပေးဝေခြင်းလည်းမပါဘူးမပါလဲယောဂီဆိုတဲ့ဆရာကနေပြီးတော့ညစဉ်ညတိုင်းရေပွားနေတယ်ဒီလိုအောင်မေ့ပြီးတော့တရားတက်ပဲတရားနာတက်ပဲဒီလိုမှယူရမယ်ကဲဘုန်းကြီးဒီနေ့တရားပွဲမှာဟ
ဟောရတဲ့တရားဓမ္မစကြာတရားခုနအပိုင်တော့ပြည့်စုံသွားပြီလုံလောက်သွားပြီဒီလိုယူဆတယ်ဒါကြောင့်ဒီနေ့ကနေ့ညဟောတဲ့တရားခန္ဓာမှာတော့ဒီလောက်နဲ့ပဲပြည့်စုံလုံလောက်ပြီဒီနေ့နောက်ဆုံးညတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ဘုန်းကြီးဟောခဲ့တဲ့သစ္စာ၄ပါးသစ္စာတစ်ပါးတစ်ပါး၌သစ္စာဉာဏ်ကတဉာဏ်သစ္စာဉာဏ်ကိစ္စဉာဏ်ကတဉာဏ်ဖြစ်ပုံကိုမြတ်စွာဘုရားကိုယ်တော်တိုင်သိရှိထားတဲ့ဉာဏ်တရားတွေကိုဘုန်းကြီးကနေပြီးတော့ဟောကြားပြတဲ့တရားအဲ့ဒီတရားတွေကိုနာကြားပြီးတော့မိမိတို့တဏ္ဍာမှာမက်ကသစ္စာမက်ကတိမက်ကင်ဆိုတဲ့ပွားများအားထုတ်ပြီးတော့သစ္စာတရားတိတင်တမြတိတင်တလောက်လေးတော့ဝိပဿနာဉာဏ်ဖြစ်ပွားနိုင်ပါစေဝိပဿနာဉာဏ်ဖြစ်ပွား၍နိရောဓမက်ကနိရောဓသစ္စာဆိုတဲ့နိဗ္ဗာန်တရားနိဗ္ဗာန်ချမ်းသာကိုလေးမြန်စွာဆက်ရောက်၍မျက်မှောက်ပြုနိုင်ကြပါစေ